Hi everyone, this is Fuji here. ဒီတစ်ပတ်မှာတော့ Fuji ကလာအိုနိုင်ငံဗီယန်ကျင်းမြို့တော်မှာရှောက်လည်လို့ရမယ့်နေရာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပြည်ပနိုင်ငံတွေကိုမကြာခဏအလဲသွားရောက်တတ်တဲ့သူတွေဆိုလို့ရှိရင်လာအိုနိုင်ငံကိုရောက်ရှိတဲ့အချိန်မှာထူးခြားတဲ့အရာလေးကိုစပြီးတော့သတိထားမိမှာဖြစ်ပါတယ်။အဲ့ဒါကတော့လာအိုနိုင်ငံရဲ့ airport ကိုရောက်ပြီဆိုတာနဲ့လာအိုနိုင်ငံဆိုလို့ရှိရင်အရန်ကိုတိတ်ဆိတ်ပြီးတော့ငြိမ်သက်တဲ့နိုင်ငံလေးတစ်ခုဖြစ်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။မော်တော်ဆိုင်ကယ်တွေနဲ့ကားတွေအများအပြားသွားလာနေပေမဲ့လည်းတစ်စီးနဲ့တစ်စီးအလျင်လိုပြီးတော့အပြိုင်အဆိုင်မောင်းနေတာတွေနောက်ပြီးတော့ဟွန်းနေအပြိုင်ဆိုင်တီးတာတွေမရှိဘဲနဲ့အရန်ကိုတိတ်ဆိတ်ပြီးတော့quietဖြစ်တဲ့မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။ဗီယန်ကျင်းမြို့မှာရှောက်လည်မယ်ဆိုလို့ရှိရင်တုတ်လို့ခေါ်တဲ့သုံးမိတ်ဆိုင်ကယ်လေးတွေနဲ့တက်စီကိုလည်းအလွယ်တကူငှားရမ်းလို့ရတယ်လို့မော်တော်ဆိုင်ကယ်စီးတက်တဲ့သူတွေဆိုလို့ရှိရင်မော်တော်ဆိုင်ကယ်နဲ့ e-bike ကလေးတွေကိုငှားရမ်းလို့ရပါသေးတယ်နော်။ e-bike ကလေးတွေငှားမယ်ဆိုလို့ရှိရင် passport ပဲလိုအပ်မှာဖြစ်ပြီးတော့24 hour တရက်ကိုမှ3,500ကစ်ပဲပေးရတာဖြစ်ပါတယ်။တချို့ဆိုင်တွေဆိုလို့ရှိရင်3,300လောက်ထိတောင် discount စစ်လို့ရပါသေးတယ်နော်။မော်တော်ဆိုင်ကယ်ငှားမယ်ဆိုလို့ရှိရင်2မျိုးငှားလို့ရပါတယ်။ electric bike နဲ့ C ဆိုင်ကယ်ဆိုပြီးတော့2မျိုးမိမိကြိုက်နှစ်သက်ရာကိုရွေးချယ်ငှားယူလို့ရပါတယ်။ဆိုင်ကယ်ငှားတဲ့ဆိုင်လေးတွေကလည်းမိမိတဲခိုရာဟိုတယ်အနီးတစ်ဝိုက်မှာအရန်ကိုပိုးများတဲ့အတွက်ကြောင့်မို့လို့အလွယ်တကူငှားလို့အဆင်ပြေပါတယ်နော်တချို့ဆိုလို့ရှိရင်မိမိတဲခိုတဲ့ဟိုတယ်မှာပဲငှားလို့ရတာတွေလည်းရှိပါတယ်နော်လာအိုနိုင်ငံကလည်းဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့မြို့ရဲ့နေရာတိုင်းနီးပါးမှာဘုန်းကြီးကျောင်းတွေကိုအများအပြားတွေ့ရှိရမှာဖြစ်ပါတယ်လာအိုနိုင်ငံဗီယန်ကျင်းမြို့ရဲ့အထင်ကရတစ်ခုဖြစ်တဲ့မဲခေါင်မြစ်ကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ကမ်းနားလမ်းတစ်လျှောက်မှာဆိုလို့ရှိရင်လည်းအရန်ကိုတာယာပြီးတော့မနက်ပိုင်းဆိုလို့ရှိရင်လည်းလေ့ကျင့်ခန်းလုပ်နေတဲ့သူတွေနဲ့ညပိုင်းမှာဆိုလို့ရှိရင်လည်းညပွဲစည်းတွေနဲ့အရန်ကိုစီကားပါတယ်။မဲခေါင်မြစ်ရဲ့တစ်ဖက်ကမ်းမှာဆိုလို့ရှိရင်လည်းထိုင်းနိုင်ငံရဲ့နယ်စပ်ကိုလှမ်းပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ်။ညနေခင်းနေမှာဆိုလို့ရှိရင်လည်းကမ်းနားလမ်းတစ်လျှောက်လမ်းလျှောက်ထွက်တာဆိုင်ကယ်လေးနဲ့ကမ်းနားလမ်းကိုပတ်ပြီးတော့စီးရတဲ့အရသာကလည်းအလီလေးတစ်ဖြူးဖြူးနဲ့အရန်ကိုပဲ relax ဖြစ်စေပါတယ်ရှင်။ဗီယန်ကျင်းမြို့ရဲ့အဓိကလည်ပတ်စရာနေရာတွေကတော့ဖျားစီဒီပထိုးတွေပဲဖြစ်ပါတယ်။နေချင်းပြန်သွားရောက်လည်ပတ်လို့ရတဲ့ဗုဒ္ဓပတ်ကလေးရှိပါတယ်။နောက်တစ်ခုကတော့ခီးသွားတွေအတွက်အဓိကဗီယန်ကျင်းမြို့တော်ရဲ့လမ်းမဖြစ်တဲ့ဒီမော်နူးမန့်ပဲဖြစ်ပါတယ်။မော်နူးမန့်ကတော့ဗီယန်ကျင်းရဲ့မြို့လယ်ခေါင်မှာရှိတာပဲဖြစ်ပါတယ်။ဗီယန်ကျင်းမြို့မှာလဲစရာစီဒီပထိုးတွေအများကြီးရှိတဲ့ထဲမှာဖူဂျီကတော့ပတ်တလောင်းစီဒီတော်ကိုတွားရောက်ဖူးမြော်ခဲ့ပါတယ်။ဖះရဲ့ဇီဒီဝင်းရဆိုလို့ရှိရင်အကျယ်ကြီးဖြစ်ပြီးတော့ဖုံကြီးကျောင်းနေလဲအထဲထဲမှာရှိတယ်နောက်ပြီးတော့တရိပ်ဝါးရိပ်နဲ့အရန်ကိုအေဂျန်ပြီးတော့နားကိုလဲပတ်လို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဖះတွေကိုတွားရောက်လဲပတ်မယ်ဆိုလို့ရှိရင်အတူအပြက်တွေဝင့်စင်လို့မရပါဘူးဖနက်ကိုလည်းဇီဒီဝင်းရဲ့အပြင်ဘက်မှာပဲအပ်ခဲ့ရမှာဖြစ်ပါတယ်ပတ်တလောင်းစီဒီတော်မြဲရဲ့ဝင်စီဒီဝင်ထဲမှာဆိုလို့ရှိရင်ရှီဟောင်းစင်းညူတော်တွေအမြောက်အများကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဗီယန်ကျင်းရဲ့လမ်းမဖြစ်တဲ့မြို့လယ်ကောင်မှာရှိတဲ့မော်နူးမန့်ကိုတွားရောက်လည်ပတ်ခဲ့ပါသေးတယ်တစ်ခုကတော့လာအိုနိုင်ငံရဲ့ဒေသထွက်အစားအစာလေးတွေကိုမြည်ဆန်းကြည့်စေချင်ပါတယ်ရှင်။လာအိုနိုင်ငံရဲ့နေရာတော်တော်များများမှာတွေ့ရတယ်သူတို့ရဲ့ signature ဖြစ်တဲ့ခောက်ဆွဲတို့မုတ်ပတ်တို့နဲ့ပြုလုပ်ထားတဲ့ကြက်သားခောက်ဆွဲဘဲသားခောက်ဆွဲအဲ့လိုမျိုးဆိုင်လေးတွေလည်းအများကြီးရှိပါတယ်သူတို့ကအဲ့ဒီခောက်ဆွဲတွေကိုဆိုလို့ရှိရင်ပဲပင်ပေါက်တွေပူစီနန်တွေနဲ့ပဲသီးတွေကိုထည့်ပြီးတော့စားတာကိုတွေ့ရပါတယ်ဖူဂျီတို့လည်းမြည်ဆန်းကြည့်ခဲ့ပါတယ်အရသာကတော်တော်ကောင်းပါတယ်နောက်တစ်ခုကတော့ပူပူနွေးနွေးစားလို့ရတဲ့ဒင်းပန်းဆိုင်လေးတွေလည်းအများအပြားရှိပါတယ်ဈေးတွေလည်းမကြီးတဲ့အတွက်ကြောင့်မို့လို့စားရတာလည်းအရသာလည်းရှိပြီးတော့အရန်ကိုအဆင်ပြေခဲ့ပါတယ်နောက်ပြီးတော့သူတို့နိုင်ငံကထုတ်တဲ့ဒေတာအစားအစာလေးတွေဖြစ်တဲ့မုတ်အချိုလေးတွေကိုလည်းနီးစမ်းကြည့်ခဲ့ဖို့မမေ့နဲ့နော်
နောက်တစ်ခုကတော့နိုင်ငံခြားဧည့်သည်တွေနဲ့ local တွေပါတွားရောက်လည်ပတ်ကြတဲ့ညစည်းတန်းတွေပဲဖြစ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်အစားအသောက်ပေါင်းမျိုးစုံကိုတနေရာထဲမှာရရှိနိုင်ပြီးတော့ဘီယန်ချင်းမြို့ရဲ့နေရာတော်တော်များများမှာညစည်းတွေရှိပါတယ်။အဲဒီတော့မိမိတဲခိုတဲ့ဟိုတယ်နဲ့အနီးဆက်ဆုံးကညစည်းကိုရှာပြီးတော့တွားရောက်လည်ပတ်လို့လည်းရပါတယ်။လာအိုရောက်ရင်အဓိကမဖြစ်မနေထွိုင်းကြည့်စေချင်တာကတော့ပလာတာပဲဖြစ်ပါတယ်သူတို့နိုင်ငံမှာဆိုလို့ရှိရင်ပလာတာကိုအရသာမျိုးစုံနဲ့ရောင်းတဲ့အတွက်ကြောင့်မို့လို့ပလာတာလေးတွေကိုမြည်ဆန်းကြည့်ခဲ့ဖို့တိုက်တွန်းချင်ပါတယ်နောက်ပြီးတော့လာအိုရောက်လို့ရှိရင်တော်တော်များများကြိုက်ကြတဲ့လာအိုဘီယာကိုလည်းမြည်ဆန်းကြည့်ခဲ့ဖို့မမေ့ပါနဲ့နော်စီဖူးဆိုင်တွေနဲ့စီဖူးတွေလည်းအရန်ကိုပေါ်တဲ့အတွက်ကြောင့်မို့လို့စီဖူးစားတွေလည်းစားခဲ့ဖို့မမေ့နဲ့နော်ကိုဒီဗီလောရဲ့နောက်ဆုံးမှာမြင်တွေ့ရတာကတော့မဲခေါင်မြေကန္နာလန်ပေါ်မှာရှိတဲ့ကန္နာလန်ညာစည်းပဲဖြစ်ပါတယ်ဒီညာစည်းမှာဆိုလို့ရှိရင်ခရီးသွားတွေထက်အဓိက local တွေနဲ့ပြည့်နေနေတာကိုတွေ့ရမှာဖြစ်ပါတယ်ကန္နာလန်ရဲ့တစ်ဖက်ချမ်းမှာဆိုလို့ရှိရင်လည်းအဝတ်အထည်တွေနဲ့လူသုံးကုန်ပစ္စည်းတွေကိုပေါ်ပေါ်များများရောင်းချနေတဲ့ညာစည်းလေးရှိပါတယ်ဒီဘီလော်လေးကတော့လာအိုနိုင်ငံကိုရောက်တဲ့အခါမှာဘီယန်ချင်းမှာဘယ်နေရာတွေလဲပတ်လို့ရလဲဆိုတာလေးကိုပြောပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်ဘီလော်တွေမှာလည်းလာအိုနိုင်ငံရဲ့တခြားမြို့တွေကိုတွားရောက်လဲပတ်လို့ရတဲ့နေရာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗီလော်လေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ပါမယ်နော်